ဖေကဆရာဝန်ကြီးအင်ဂျင်နီယာကြီးလုပ်ငန်းရှင်စတဲ့ဆိုကျွန်တော်ဘာမှနိုင်ကြမလို့အခုကျွန်တော်ဖေကဘာလုပ်လဲဘာလုပ်တယ်လို့မေးလိုက်ကျွန်တော်အသေးနာတယ်ဖေရဲ့ဟာကွာဆိုမင်းကအသေးနာတယ်ရှိသေးတယ်ဟာလားရအောင်ပါပဲအသက်ရတယ်ဟုတ်တော့ဟန်ကြောက်တော့မင်းတို့ကောင်မျိုးတွေငါတို့မိဘတွေကဘဝကိုပုံအောပြီးလောင်းလေးတက်ခဲ့ပြီးတော့အကြီးကျယ်မားတော့ပဲအကြီးကျယ်မားတော့လေကွာဟဲ့ကောင်မင်းကူချက်ငါ့ကိုစင်တော့တိတ်သားမင်းမစင်သွားနေလားဟဲ့ကောင်ကိုငါပြောတယ်အခုကျစင်သွားတော့မင်းတော့မှနောင်နာမရဟဲ့ကောင်မင်းတို့ကောင်မျိုးစင်သွားတော့ဆဲကားနဲ့နောင်နာမရဘူးကွာကွာအောင်မင်းစိုက်ကမှအသေးစားရအောင်မင်းဒီတော့ကောင်မျိုးပညာသင်ပေးရတာအစိမ့်တို့ရေလောင်းသလိုပဲဟာဘာလို့ဒီမနေ့ရှိတာပြီးတော့ငါတို့ငါခံပြီးသင်ပေးလိုက်တဲ့ပညာတွေတဲ့ပညာတတ်ကြီးတဲ့ဒီကိုမင်းတို့ငါတို့ကျင်ဝအောင်ချင်းဆုံးကပြီးသွားပြီမလားဒီဘာမှငိုမနေဘာမှလည်းအားမငယ်ငါအသက်ရှင်နေသေးခြံစောက်တလုံးဝလုပ်ပြီးမင်းကိုရှာကျွေးမယ်မင်းမငတ်သေးရဘူးဒီမှာဖေအဖေကပြောင်းဝင်ကြီးအင်ဂျင်နီယာကြီးကုမ္ပဏီပိုက်ကြီးတစ်သိန်းဆိုတော့ကျွန်တော်ပြင်နေပါလေအခုကျွန်တော်မင်းဖေကဘာလုပ်လဲဘာလုပ်လဲလို့မင်းလိုက်တိုင်းအမေကလည်းကျွန်တော်အသေးနာတယ်အသေးနာတယ်ဟုတ်လားနားတယ်ဟုတ်လားနားတယ်နားဟုတ်လားနားတယ်ရှင်ပဲရှင်ပဲရှင်ပြန်ကြိုက်တဲ့ခွေးတဲ့မိုက်တဲ့ကောင်မင်းကြီးရနေရှင်းသွားတော့ပြန်ရှင်းသွားပြီးရှင်းသွားတော့မင်းမထိုင်သွားကြလားရှင်းဟဲ့ကောင်ရပါလေမင်းတို့ကောင်မျိုးရှင်းသွားလို့ဆဲကားပြန်ဟဲ့တောင်းပြောင်းလာလေကွာအော်မင်းဆိုင်ဟာအုံးလီစားမယ်ဒီလိုကောင်မျိုးပညာသင်ပေးရတာအစိပ်ပြေရေလောင်းလို့ပဲကဲမရင်တို့ဘယ်လိုလုပ်ကြမလို့မင်းတဲ့နာနေတို့ကအမျိုးမျိုးခံဟဲ့နေနာတွေခံပြီးတော့ဒီကောင်ကိုပညာသင်ပေးရပညာလဲဆိုတို့မျိုးကြီးဇုံကံရှိပါပြီဆော်ရဲဘယ်လိုအခေါ်ပါလဲဟာလို့ငါရှိရတယ်လို့ဒီစကားမပြောနဲ့ကွာအဲ့ဒီအတော့မတဲ့ကောင်မေကောင်းနေတယ်ထုတ်လိုက်ငါရှိတယ်ငါမတိမချင်မင်းတို့ဒီချမ်းသာလို့ရတာပြကွာဒီကောင်ပြလိုက်တာ